NUG ပြည်ပြောင်းလဲမှာအတွေးခေါ်ပြောင်းလဲရေးကလူပြောင်းတာဖွဲ့စည်းပုံပြောင်းတာထက်ပိုပြီးတော့အရေးကြီးတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အတွေးခေါ်ပြောင်းလဲရေးဆိုတာကငါတို့ကအစိုးရဆိုတဲ့အတွေးခေါ်ကိုစွန့်ပြီးတော့ငါတို့ကတော်လှန်ရေးဖွဲ့စည်းတော်လှန်ရေးတပ်ဦးဆိုတဲ့အတွေးခေါ်နဲ့အသစ်ပြန်လည်တည်ဆောက်ဖို့ကိုဆိုလိုတာပါငါတို့ကအစိုးရဆိုတဲ့အတွေးခေါ်ရဲ့နောက်မှာနောက်ဆက်တွဲအမှားတွေအများကြီးလိုက်လာပါတယ်တကယ်တော့ NUG ဟာစစ်ကောင်စီကိုအစိုးရအဖြစ်လက်မခံနိုင်တာပါပြည်သူကလည်းလက်မခံပါဘူးဒါပေမဲ့သူတို့ကိုအစိုးရအဖြစ်လက်မခံနိုင်တာကိုအကြောင်းပြုပြီးတော့မိမိကိုယ်ကိုအစိုးရတပ်ဖွဲ့စည်းတာမျိုးကတော့မလိုအပ်ပါဘူးနိုင်ငံတကာနဲ့ဆက်သွယ်ပြောဆိုဖို့အတွက်ဖွဲ့ချင်ရင်တောင်မှအကျဉ်းယုံပြီးတော့ဖွဲ့စည်းမယ်ဆိုရင်ဖြစ်ပါတယ်အခုကအဲ့ဒါလိုမဟုတ်ဘဲနဲ့အစိုးရကြီးအင်္ဂါရက်တွေကိုပြည့်စုံအောင်ဖွဲ့လိုက်တော့တော်တော်ကိုရှုပ်ရှုပ်ထွေးထွေးနဲ့မလိုအပ်တာတွေအပိုတွေပါလာတာတွေဖြစ်ကုန်ပါတယ်အစိုးရပုံစံဖွဲ့စည်းမယ်ဆိုတော့လေအမေရိကန်အစိုးရပြည်ထောင်အစိုးရတို့လိုပုံစံမျိုးဖွဲ့စည်းတာမျိုးမဟုတ်ပါဘူးအမေရိကန်အစိုးရပြည်ထောင်အစိုးရတို့ရဲ့ပုံစံမျိုးဖွဲ့ဖို့ဆိုတာကလည်းလွယ်လဲမလွယ်ပါဘူး NUG ခေါင်းဆောင်တွေထဲမှာလည်းအမေရိကန်ပြည်ထောင်မှာနေထိုင်ဘူးသူတွေကပါဝင်တာတော်တော်လေးနည်းပါတယ်နိုင်ငံတနိုင်ငံရဲ့အစိုးရစနစ်အကြောင်းဆိုတာကလည်းအလဲရောက်ဖူးယုံနဲ့သိနိုင်တဲ့အရာမျိုးမဟုတ်ပါဘူးသေသေးချာချာလေ့လာမယ်ဆိုရင်တောင်မှအဲ့ဒီနိုင်ငံတွေမှာကိုယ်တိုင်က10နှစ်15နှစ်နေဘူးမှသိနိုင်နားလည်နိုင်တဲ့အရာမျိုးပါဒါတောင်စိတ်ဝင်စားလေ့လာမှသိနိုင်တာပါအဲ့ဒီတော့အစိုးရတရက်ကိုပုံစံတူဖွဲ့စည်းမယ်ဆိုတဲ့အခါမှာ NUG ဟာဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ရဲ့အစိုးရကိုပဲပုံတူကူးပြီးတော့ဖွဲ့ပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ရဲ့အစိုးရဆိုတာဟာသူတို့စိတ်ကြိုက်ဖွဲ့စည်းခွင့်ရခဲ့တဲ့အစိုးရမျိုးမဟုတ်ပါဘူး2008အခြေခံဥပဒေကပုံဖော်သတ်မှတ်ပေးထားတဲ့အာဏာရှင်အစိုးရပုံတူပါတနည်းအားဖြင့်ပြောရရင်စစ်အစိုးရရဲ့ပုံစံတူပါပဲအခု NUG ကအဲ့ဒီပုံစံတူကိုဖွဲ့လိုက်တဲ့အခါမှာသူတို့အစိုးရဟာစစ်အစိုးရရဲ့ပုံစံတူအစိုးရအဖွဲ့ပဲဖြစ်လာပါတယ်ဥပဒေဆိုတာကလည်းတိကျရှိတာမဟုတ်ပါဘူးအဲ့တော့ဆန္ဒပြတဲ့သူတွေကိုမင်းတို့ကဆန္ဒပြခွင့်ကြိုတင်လျှောက်ထားရဲ့လားဆိုပြီးတော့အေးအေးယူမယ်ဆိုတာမျိုးတွေတောင်မှဖြစ်လာတာတွေ့ရပါတယ်အုပ်ချုပ်ရေးအဖွဲ့ရဲအဖွဲ့ဆိုတာတွေကလည်းစစ်အစိုးရရဲ့ပုံစံတူတွေဖြစ်လာပါတယ်အဲ့ဒါဟာအစိုးရအတွေးခေါ်ရဲ့ပထမဆုံးအမှားပါပဲပြည်သူလူထုအနေနဲ့ဆိုလို့ရှိရင်လူသားပြောင်းသွားတယ်ဗျူရိုကရေစီရန်တရားကြီးကတော့အတူတူပါပဲလားဆိုတာမျိုးဖြစ်သွားပါတယ်တော်လှန်ရေးကာလအတွက်အဓိကလုပ်ရမယ့်အလုပ်ကစစ်အနိုင်တိုက်ရေးပါတော်လှန်ရေးခေါင်းဆောင်တွေအကုန်လုံးကစစ်အနိုင်တိုက်ရေးကိုပဲရှိသမျှအင်အားရှိသမျှညံစွမ်းအကုန်ပုံအောပြီးတော့အလုပ်လုပ်ရမှာပါအခုတော့စစ်အနိုင်တိုက်ရေးကိုလုပ်ရမှာကကာကွယ်ရေးဝန်ကြီးဌာနတခုတည်းရဲ့တာဝန်တော့ဖြစ်သွားပါတယ်ကျန်တဲ့ဝန်ကြီးဌာနတွေကတိတ်အရေးမကြီးတဲ့အလုပ်တွေကိုပဲလုပ်ရတော့မလို့ဖြစ်သွားပါတယ်နိုင်ငံခြားရေးဝန်ကြီးဌာနဗဏ္ဍာရေးဝန်ကြီးဌာနလိုဟာမျိုးကတော့အလုပ်တော်တော်များများလုပ်เสียရှိပါသေးတယ်ကျန်တဲ့ဝန်ကြီးဌာနတွေကတော့တော်လှန်ရေးကာလမှာတိတ်အရေးမပါသို့မဟုတ်လူနည်းနည်းလောက်နဲ့ကြဲကြဲပဲဝိုင်းလို့ရတဲ့ဌာနမျိုးတွေပါအခုတော့ဝန်ကြီးဌာနတိုင်းမှာဝန်ထမ်းတွေပုံစံအပြည့်နဲ့ခန့်တော့လူရင်အားလေလွင့်ပြုံးတိမှုတွေဖြစ်ပါတယ်ဒါ့အပြင်အသုံးစိတ်ကိုတန်းတူချပြီးတော့လဲငွေလေလွင့်ပြုံးတိမှုတွေဖြစ်ကုန်ပါတယ်ဝန်ကြီးဌာနတစ်ခုကိုကျပ်သိန်း600ဈေးထုတ်ပေးတယ်ဆိုတာမျိုးကိုလည်းကြားရပါတယ်နှမျောစရာတွေပါအဲ့ဒီငွေတွေကိုတနက်ဝယ်တဲ့နေရာတွေမှာသုံးမယ်ဆိုလို့ရှိရင်တော်လိုင်းရေးအတွက်အများကြီးပို့ပြီးတော့အကျိုးရှိမှာပါနောက်တစ်ခါကလေးတငယ်ဝန်ကြီးဌာနတို့ကုန်သွယ်ရေးဝန်ကြီးဌာနတို့ဆိုတာတွေကဘာတွေလုပ်နေမှန်းနားမလဲပါဘူးဘာတွေများကုန်သွယ်နေတယ်လဲဆိုတာလည်းမသိပါဘူးတော်လိုင်းရေးဖွဲ့တော်လိုင်းရေးတပ်ဦးတော်လိုင်းရေးအစိုးရသာဆိုရင်ဝန်ကြီးဌာန3-4ခုလောက်ဆိုလို့ရှိရင်တော်တော့ပါပြီပြောင်းလဲရေးလုပ်တယ်ဆိုပြီးတော့ဝန်ကြီးဌာန3-4ခုလောက်ကိုပဲရှော့ချလို့ရတော့ဘာမှတိတ်ထူးမှာမဟုတ်ပါဘူး3-4ခုလောက်ပဲခြံထားပြီးကျန်တာတွေကိုဖျက်သိမ်းမှထူးခြားမှာပါအမရှိရင်ရဲရဲပြင်လိုက်စမ်းပါရဲရဲပြောင်းပြလိုက်စမ်းပါအဲ့ဒါမှလည်းကောင်းကျိုးစိုးပစ်ကိုထင်ထင်ရှားရှားမြင်ရမှာပါတကယ်လို့တိတ်လိုအပ်လာရင်လိုအပ်တော့မှလိုအပ်ချက်အလျောက်တိုးချက်ဖွဲ့စည်းလိုက်လို့ရှိရင်လည်းရပါတယ်အခုတော့အစိုးရအတွေးခေါ်ကြီးကိုကင်ပြီးတော့ပုံစံအပြည့်လိုက်ဖွဲ့တော့အချိန်ကုန်လူပန်းအလုပ်ပြည့်ဈေးတက်ဆိုတာမျိုးဖြစ်ကုန်ပါတယ်အဲ့ဒီဝင်ကြီးတွေနဲ့ဒုဝင်ကြီးတွေအများအားအတွင်းဝင်တွေကိုလည်းလစာတွေပေးထားရတယ်လို့သိရပါတယ်အစိုးဆုံးကတော့နိုင်ငံသားကနေတာဝန်ထမ်းဆောင်တဲ့သူတွေကိုလစာပေးနေရတာကအစိုးဆုံးပါတမန်တော်ရဲ့ပြောရေးဆိုခွင့်ရှိဥကျော်စောအနားယူတဲ့အချိန်မှာသူ့အနေနဲ့လစာမယူတော့ပါဘူးလစာမယူဘဲနဲ့နိုင်ငံရေးဆက်လုပ်ပါမယ်လို့ပြောသွားတာကိုကြားလိုက်ရပါတယ်ဒီတော့မှနိုင်ငံသားကလူတွေကိုလစာတွေပေးထားနေတယ်လစာတွေယူနေတယ်ဆိုတာကိုသိရပါတယ်တော်လိုင်းရေးလုပ်ကိုလစာယူလောက်ကြတာကိုဒီတစ်ခါပဲကြားဖို့ပါသေးတယ်တော်လိုင်းရေးလုပ်ကိုလစာပေးလစာယူပြီးတော့မလုပ်ရပါဘူးအစိုးရဆိုတဲ့အတွေ့အခေါ်ကြောင့်ဝန်ကြီးတွေဒုဝန်ကြီးတွေညွှန်မှုတွေအများအားအတွင်းဝင်တွေအကုန်လုံးကိုလစာပေးဖို့လိုအပ်တယ်ဆိုတဲ့အတွေ့အခေါ်ပေါ်လာတာပါတော်လှန်ရေးခေါင်းဆောင်တွေဆိုတာလစာမြည်ရပါဘူးဒါဆိုရင်အဲ့ဒီဝန်ကြီးတွေခေါင်းဆောင်တွေသူတို့ရဲ့သက်ဆိုင်ရာမိသားစုတွေအနေနဲ့ဘာတွေနဲ့သွားစားကြမလဲလို့တချို့လူတွေက
မေကောင်းမေးကြပါလိမ့်မယ်တော်လိုင်းအဖွဲ့ခေါင်းဆောင်တွေနဲ့မဖြစ်မနေထောက်ပံ့ရမယ်သူတို့မိသားစုတွေအတွက်ရိတ်ခါခွဲတန်းပေးရပါတယ်စားဖို့တောက်ဖို့အတွက်မဖြစ်မနေလိုအပ်ချက်ကိုလိုတော့ပဲရိတ်ခါအဖြစ်နဲ့ထောက်ပံ့ပါတယ်လာစာနဲ့ရိတ်ခါမတူပါဘူးလာစာဆိုတာကလိုမလိုရပိုင်ခွင့်တစ်ခုအနေနဲ့မဖြစ်မနေပေးရတာပါရိတ်ခါဆိုတာကလိုအပ်တဲ့လောက်အနည်းဆုံးပမာဏအနည်းဆုံးပမာဏကိုပဲချိုးချံချွေတာပြီးတော့ထောက်ပံ့တာပါအနည်းဆုံးလိုအပ်ချက်ကိုပဲထောက်ပံ့တယ်ဆိုတာကတော်လိုင်းရေးအတွက်ရန်ပုံငွေကိုစစ်ရေးမှာအဓိကအသုံးပြုဖို့ပါပြီးတော့စင်းစစ်ဆိုတာရှိရပါတယ်အများပြည်သူကိုထုတ်ပြန်ပေးဖို့မဖြစ်နိုင်သေးရင်တောင်မှကိုယ့်အတွင်းပိုင်းစစ်ဆေးမှုတွေအတွက်စင်းစစ်ဆိုတာထားကိုထားရပါတယ် internal audit မရှိမဖြစ်လိုအပ်ပါတယ်စင်းစစ်ဆိုတာငွေစင်းအလွဲသုံးစားလုပ်မှုကိုတားဆီးဖို့တခုတည်းအတွက်မဟုတ်ပါဘူးစင်းစစ်ဆိုတာငွေကြေးကိုအကောင်းဆုံးအထီရောက်ဆုံးအသုံးပြုတာဟုတ်မဟုတ်စီစစ်တဲ့ performance audit တို့နောက်ပြီးတော့ငွေကြေးသုံးစွဲတာဟာတော်လှန်ရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်နဲ့ကိုက်ညီမှုရှိမရှိလုံထုံးလုံနည်းနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးတဲ့ compliance audit တို့ဆိုတာမျိုးလဲရှိပါတယ်အဲ့ဒါမျိုးတွေကိုစင်းစစ်ကလုပ်ပေးနိုင်ပါတယ်စင်းစစ်ပိုင်းကိုတိကျထပ်ပြီးတော့တင်ပြပါမယ် NUG ကိုပြည်ပြင်ပြောင်းလဲရေးလုပ်မယ်ဆိုလို့ရှိရင်မလိုအပ်တဲ့ဝန်ကြီးဌာနတွေကိုအကုန်ဖြုတ်ပြရပါမယ်နည်းနည်းပါးပါးပဲလိုအပ်တဲ့ဝန်ကြီးဌာနတွေကိုပေါင်းတန်တာပေါင်းပြီးတော့တချို့ကိုကော်မတီတွေလောက်ပဲထားပါမယ်လာစာပေးတာတွေကိုအကုန်ရက်တက်ပြီးတော့ရိတ်ခါပဲပေးရပါမယ်အစိုးရဆိုတဲ့အတွေးခေါ်ကိုကျင့်သုံးတဲ့အတွက်အစိုးရအောက်မှာအားလုံးဝင်ရမယ်အစိုးရလက်အောက်မဝင်ရင်သဘုံဆိုတဲ့အတွေးခေါ်တွေပေါ်ပေါက်လာပါတယ်အဲ့ဒီအတွေးခေါ်တွေကိုပြုပြင်ပြီးတော်လိုင်းရေးအဖွဲ့အချင်းချင်းကိုကြီးငယ်ညီနောင်တွေမဟာမိတ်တွေလို့သဘောထားပါမယ်လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်းဒန်းတူသဘောထားပါမယ်တော်လိုင်းရေးအစိုးရတော်လိုင်းရေးတပ်ဦးဆိုရင်အဲ့ဒါလိုတွေးခေါ်ပြီးအဲ့ဒါလိုဒန်းတူဆက်ဆံမှုတည်ဆောက်နိုင်မှာပါအခုက NUG ကပြည်ထောင်စုအစိုးရလို့ဆိုလိုက်တဲ့အတွက်တွေးခေါ်လိုက်တဲ့အတွက်ပြည်နယ်တွေကိုခြေခံတဲ့လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအားလုံးကပြည်ထောင်စုအစိုးရလက်အောက်ဝင်ကြရမလို့ဖြစ်ကုန်ပါတယ်တော်လိုင်းရေးမှာပါဝင်ကြတဲ့သူတွေအားလုံးကိုလက်နက်ကိုင်တော်လိုင်းရေးတာဝန်ကိုသာအဓိကထားပြီးတော့ပေးရပါမယ်အခုတော့လက်နက်ကိုင်တော်လိုင်းရေးကိုလုပ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနမှာလူဝင်အားကမလုံမလောက်ဖြစ်နေပြီးတော့ကျန်တဲ့ဝန်ကြီးဌာနတွေမှာတော့လူဝင်အားအပိုရှန်နေလေလွတ်မှုတွေဖြစ်နေပါတယ်ပြည်ထောင်စုဝန်ကြီးဌာနလိုဌာနမျိုးကလည်းသူ့မှာလှုပ်ရှားအလုပ်များဆဆမရှိလာတယ်လို့လက်နက်ကင်တော်လန်ရေးအလုပ်ရဲ့အရေးပါမှုကိုသိပြီးတော့မဖြစ်မနေပါဝင်လုတ်ကင်လာခြင်းတဲ့အခါမှာကာကွယ်ရေးဝန်ကြီးဌာနအလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တယ်လို့လူလုပ်တယ်လို့ဖြစ်ကုန်ပါတယ်ဒါဟာဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်ကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့အားနည်းချက်တွေပါအချို့အပြင်ကြံပေးရမယ်ဆိုလို့ရှိရင်တော့ NUG ပြုပြင်ရေးမှာအတွေးခေါ်ပြောင်းလဲရေးနဲ့တက်တိဆောက်ရေးဟာအရေးကြီးဆုံးဖြစ်ပါတယ်နောက်ဆက်တွဲအနေနဲ့ဝန်ကြီးဌာနတွေရဲ့80%ကိုဖြုတ်ပစ်ပြီးတော့လက်နက်ကင်တော်လှန်ရေးမှာပုံပြီးတာဝန်ယူလှုပ်ဆောင်ကြစေချင်ပါတယ်ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတာကိုကြိုးစားပါတယ်အမှန်တကယ်ပြုပြင်ပြောင်းလဲမှသာလက်နက်ကင်တော်လှန်ရေးအောင်မြင်မှုအတွက်အကောင်းဆုံးအင်အားစုတစ်ခုဖြစ်လာမယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်